မင်္ဂလာပါရှင် Microsoft Word မှာစာရေးတဲ့အခါစလုံးပုံစံပြောင်းနည်းရယ်ပြီးတော့စလုံးအရွယ်အစားပြောင်းနည်းလေးကိုပြပြပေးတော့ပါမယ်ပြောင်းနေတဲ့စလုံးလေးကိုတော့ဆက်လက်မှတ်ပေးရပါမယ် font style ပြောင်းမယ်ဆိုလို့ရှိရင်ဒီက font group ထဲမှာရှိနေတဲ့ font ဆိုတာရဲ့ဘေးက down arrow လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကိုယ်သဘောကျတဲ့ font လေးကိုတစ်ချက်ရွေးပေးလိုက်ပါမယ်ဒါဆိုစလုံးပုံစံလေးကိုပြောင်းပြီးတော့ပါပြီနောက်ထပ်ပြောင်းနေတာတစ်ခုရှိလို့ရှိရင်လည်းဒီလိုပဲဆက်လက်မှတ်မယ်ဒီ font ရဲ့ down arrow လေးကိုတစ်ချက်နှိပ်မယ်ပြောင်းနေတဲ့စလုံးလေးတွေကိုပြောင်းနေတဲ့စလုံးပုံစံလေးတွေကိုယူပြီးတော့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုပြောင်းပြီးတော့ပါပြီနောက်တစ်ခုကစလုံးရွယ်စားပြောင်းမယ်ဆိုလို့ရှိရင်လည်းပြောင်းလို့ရပါတယ်ပြောင်းနေတဲ့စာသားကိုဆက်လက်မှတ်မယ်သူ့မှာ font size ကကျတော့ခုလိုလက်ဆက်36ကိုသုံးထားပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် down arrow ကိုတစ်ချက်နှိပ်လိုက်မယ်အသေးဆုံးက8အကြီးဆုံးကကျတော့82ဒီကကြားထဲကတခြားဟာတွေလည်းထားမယ်ဆိုလို့ရှိရင်ထားလို့ရပါတယ်ဒါကဒီနေရာနေမှာ font size လေးကိုပြောင်းလို့ရတယ်အဲ့ဒီမှာအသေးဆုံးက8ဖြစ်ပြီးတော့ကြီးဆုံးက82ရှိပါတယ်ပြီးတော့နောက်ထပ်ပြောင်းနေတဲ့စာသားလေးကိုဆက်လက်မှတ်လိုက်မယ် font size တွေကနေလည်းရွေးလို့ရတယ်လို့ဒီဘက်မှာဆိုလို့ရှိရင်လည်း2ခုရှိတယ်အဲ့ဒါကကျတော့ဒီက increase font size ဆိုတာက font size ကိုတဖြည်းဖြည်းတိုးလာတာ decrease font size ကကျတော့ font size ကိုတဖြည်းဖြည်းလျော့လာတာအဲ့ဒီနေရာနဲ့ဒီ font size လေးကကြီးနေရဆို short မယ်ဆိုလို့ရှိရင်တော့ decrease font size ကိုနှိပ်ပြီးတော့မှ short လိုက်လို့ရပါတယ်သူ့မှာဆိုလို့ရှိရင်အသေးဆုံးရဲ့အရွယ်အစားက1အထိ short လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့သူ့မှာအသေးဆုံးက8ဖြစ်နေတယ်အကြီးဆုံးဆိုလို့ရှိရင်တော့82ဖြစ်တယ်ဒါပေမဲ့ဒီဘက်ကနေသုံးလိုက်မယ်ဆိုလို့ရှိရင်တော့အသေးဆုံး1အထိရအောင် short လို့ရပါတယ်ကြီးမယ်ဆိုလို့ရှိရင်တော့ decrease increase font size လေးကိုယူလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်လည်းခုနက82တက်အများကြီးကြီးလို့ရပါတယ်ပြီးတော့ short မယ်ဆိုလို့ရှိရင်တော့ decrease font size နဲ့ short လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းသူပြောင်းကျင်တဲ့စာသားတွေအကုန်လုံးပေါ့နော်အတူတူထားကျင်တယ်ဆိုလို့ရှိရင်ပြောင်းကျင်တဲ့စာသားတွေအကုန်လုံးကိုဆက်လက်မှတ်လိုက်မယ် font size အတူတူထားမယ်ဆိုဒီနေရာမှာရွေးလို့ရသလို down arrow လေးနှိပ်ပြီးတော့ရွေးလို့ရသလိုကိုလိုချင်တဲ့ font size ကိုလည်းရိုက်ထည့်လိုက်လို့ရပါတယ်ကာစာချပြီးတော့ရိုက်ထည့်လိုက်ပါမယ်ပြီးတော့ enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်စလုံးတွေအကုန်လုံးက font size အတူတူတွေဖြစ်သွားပါပြီအဲ့လိုပဲဒီစလုံး font တွေကိုလည်းအတူတူပဲထားခြင်းတယ်ဆိုလို့ရှိရင်เนาะအားလုံးကိုဆက်လက်မှတ်လိုက်မယ် font ရဲ့ down arrow မှာတစ်ချက်နှိပ်မယ်ဒါမှမဟုတ်ဒီနေရာမှာ font ရဲ့ name ကိုသိရဆိုလို့ရှိရင်เนาะရိုက်ထည့်လိုက်လို့ရပါတယ်ရိုက်ထည့်ပြီးတော့ enter ခောက်လိုက်မယ်ဆိုလို့ရှိရင်စလုံးတွေအကုန်လုံးက font တစ်ခုတည်းကိုပြောင်းပြီးသွားပါပြီဒါကတော့ဒီ font နဲ့ font size ပြောင်းနည်းပေါ့နော်ပြီးတော့ဒီက increase font size decrease font size အသုံးပြုနည်းလေးကိုပြောပြပေးသွားတာပါနောက်တစ်ခုကတော့ဒီမှာchange case ဆိုတာလေးရှိပါတယ်အဲ့ဒီ change case ကကြတော့ကိုရေးထားပြီးတဲ့စာသားတွေကိုဆိုလို့ရှိရင်ဒီအခုဆိုလို့ရှိရင်အစာစလုံးလေးတွေကိုအကြီးတွေပဲထားခြင်းနဲ့ဆိုပါစို့ဒါဆိုလို့ရှိရင်ဒီမှာကအကြီးဒီမှာကအကြီးအဲဆိုဒီနှစ်ခုကိုအကြီးလောက်ခြင်းနဲ့ဆိုလို့ရှိရင်ဖြတ်ပြီးတော့ပါပြင်ရင်းနေကြမလို့တော့ဘူးပေါ့နော်အကုန်လုံးကိုဆက်လက်မှတ်လိုက်မယ်ပြီးတော့ဒီမှာ change case မှာတစ်ချက်နှိပ်မယ်အဲ့ထက်က capitalize each word ဆိုတာလေးကိုသုံးလိုက်မယ်ဆိုလို့ရှိရင်စလုံးတွေရှင်းဆုံးစလုံးတွေအကုန်လုံးကအကြီးတွေဖြစ်သွားပါပြီ center case သုံးမယ်ဆိုလို့ရှိရင်အလုံးကိုဆက်လက်မှတ်လိုက်မယ် chain case တွေကိုသွားမယ်ဒီမှာ center case ဒါကအတူတူပဲဖြစ်နေရဆိုတော့သူကတိတ်ပြီးတော့မတိတာဘူးပေါ့နော်အဲဆိုတော့ဒီတစ်ခုကို lower case ပြောင်းလိုက်မယ်ပြီးသွားပြီဆိုတော့မှ center case လေးပြောင်းသုံးကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ရှင်းစုပ်စလုံးကအကြီးဖြစ်ပြီးတော့ general တွေကအသေးဖြစ်သွားပြီဒါက center case ဆိုလို့ရှိရင်ဒီလိုမျိုးလေးပြောင်းသွားပါတယ်နောက်တစ်ခုကကြတော့lower case ကိုပြောင်းပါမယ် lower case ဆိုလို့ရှိရင် lower case ကိုသုံးလိုက်တာနဲ့ဟောင်းနေအကုန်လုံးကအသေးတွေပဲဖြစ်သွားပါပြီဆက်လက်မှတ်လိုက်မယ်သုံးရတဲ့စလုံးကိုဆက်လက်မှတ်မယ် chain case ကိုနှိပ်မယ် upper case ဆိုလို့ရှိရင်တော့စလုံးတွေအကုန်လုံးကကြီးတွေဖြစ်သွားပါပြီခုနကတော့ capitalize each word လေးကတော့ပြောပြသားဖြစ်ပါတယ်ပြီးတော့ total case ကိုပြောလိုက်ပါမယ် total case ကကျတော့ရှင်းစလုံးကအသေးဖြစ်ပြီးတော့ general ကကြီးတွေဖြစ်ပါတယ်အားလုံးကိုတူတူထားမယ်ဆိုလို့ရှိရင်တော့အကုန်လုံးကိုဆက်လက်မှတ်လိုက်မယ်ဒီနေရာမှာတစ်ခုတည်း center case ထားမယ်ဆို center case ကိုနှိပ်လိုက်မယ်အကုန်လုံးက center case ပြောင်းသွားပါပြီ